ကျွန်တော်နာမည်တော့ CK ပါဘဝဆိုရဟာခါကြောက်ရှင် coffee လို့ပါဗျပထမဆုံးရိုက်ချက်ကောင်းနေုံနဲ့ဘယ်မှာနိုင်နေလို့အမှတ်လို့မရအောင်အဓိကကတော့ကျွန်တော်တို့ရိုက်ချက်တိုင်းဟာကောင်းနေဖို့ကတော့ရေးကြည့်ရပါဘူးပထမဆုံးရိုက်တော့မယ့်နေရာကိုကိုကတက်ခတ်ရွေးဖို့ကပထမဆုံးအဆင့်နဲ့ကိုကရွေးချယ်ရတယ်ဒုတိယနေရာမှာကျတော့ကျွန်တော်ရိုက်ပုံနေရာရွေးဖို့ဆိုတာနဲ့ကျွန်တော်ခန္ဓာကိုယ်ရဲ့ body balance adjust လုပ်ရတာပေါ့နော်ဒါမှလေကိုယ့်ရဲ့ရိုက်ချက်ကိုတက်ခတ်ကိုမိအောင်ရိုက်နိုင်မှာဖြစ်တယ်